မာနဲ့အာရမကိုခွဲခြားသိမြင်တတ်သောအမှန်တရားကိုညှဉ်းနှိုးသောမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးမင်္ဂလာပါလို့ကျွန်တော်ဒီနေရာကနေနှုတ်ဆက်ပါတယ်ကျွန်တော်ဗီဒီယိုလေးတစ်ဖိုင်ဖွင့်ပြပေးပါမယ်ဒီဗီဒီယိုလေးဖိုင်မဖွင့်ပြခင်မှာကျွန်တော်တို့အမှန်တရားကိုမျက်နှိုးတဲ့ပြည်သူပြည်သားများအားလုံးကကျွန်တော်တခုလေးမှာချင်ပါတယ်အဲ့ဒါကတော့ဗာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလက်ရှိเนาะစစ်အာဏာရှင်အာဏာယူမိစ္ဆာအပေါင်းတွေကအခုဘာတွေလုပ်နေကြလဲဆိုတော့မြန်မာပြည်သူပြည်သားတွေအခုဆိုရင်နေဦးတော်လိုင်းကာလာ9နှစ်ကျော်6နှစ်ထဲရောက်လာပြီဖြစ်တဲ့အတွက်သူတို့ဝါရမှိုင်းတိုက်နေပါတယ်အဲ့ဒါကိုလည်းမယုံဖို့နောက်ပြီးတော့နေဦးတော်လိုင်းကြီးမှာပါဝင်တဲ့သူတွေထောက်ပို့ဖွဲ့တွေเนาะအဲ့ဒီအောင်ဆိုလေသူတို့တွေဖြိုခွဲနေပါတယ်အဲ့ဒါတွေကိုလည်းကျွန်တော်တို့တွေးမိရအောင်ဖို့အဲ့ဒါကိုလည်းကျွန်တော်တို့တိုက်တွန်းချင်ပါတယ်နားမရအောင်ဖို့เนาะအခုကသူတို့အမျိုးစုံနေဦးတော်လိုင်းကြီးမှာပါဝင်နေတဲ့ပြည်သူပြည်သားတွေကိုเนาะမျိုးစုံဒုက္ခပေးနေတာလဲမိဘပြည်သူများအားလုံးသိတယ်ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့တွေတက်ညီလက်ညီနဲ့ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမယ်ဆိုရင်ဒီနေဦးတော်လိုင်းကြီးကမကြမီမှာအောင်မြင်ပါမည်เนาะအောင်လဲအောင်မြင်နေပါပြီအဲ့ဒီအတွက်လဲကျွန်တော်တို့ဘာမှစိတ်တမကြပဲနဲ့เนาะစစ်စီလလုံးနဲ့တက်ညီလက်ညီသွားမယ်ဆိုရင်ကျွန်တော်တို့လက်တကမ်းပဲလိုပါတော့တယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဆက်လက်ပြီးတော့လဲကိုနိုင်တဲ့ဘက်ကရင်ပါဝင်ပေးကြပါကိုနိုင်တဲ့ဘက်ကရင်လည်းကိုညီပေးကြပါပြည်တွင်းမှာရှိတဲ့သူတွေရောပြည်ပမှာရောက်နေတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကလည်းကိုနိုင်တဲ့ဘက်ကရင်ပါဝင်ကူညီပေးကြပါလို့ကျွန်တော်ဒီနေရာကနေလို့ဆိုအပ်ပါတယ်အားလုံးလည်းကျေးဇူးတင်ပါတယ်เนาะအခုကျွန်တော်ဖွင့်ပြမယ့်ဗီဒီယိုဖိုင်လေးတစ်ချက်ကျွန်တော်နဲ့တူလိုက်ကြည့်ပေးပါเนาะတဲ့မှာ9နှစ်တာကာလအတွင်းမှာထီးကျန်တယ်တကယ်တော့ကျွန်တော်တို့ကကြိုးစားပါ9နှစ်ကာလအတွင်းမှာနဲ့မာလာဒီဗီဒီယိုဖိုင်ကတော့တိပိတာဖြစ်မှာပါเนาะဒီမင်းအွန်လိုင်းမှာအလားကဘာပြောလဲဆို9နှစ်တာကာလအတွင်းမှာအထီးကျန်မှာနဲ့အထီးကျန်မှာပေါ့သူ့ကိုကမ္ဘာနိုင်ငံအသီးသီးကလည်းပြစ်ပယ်ထားတယ် UN ကလည်းပြစ်ပယ်ထားတယ်เนาะ UN မှာလည်းနေရမရဘူးเนาะဒီအာဆီယံမှာတော့သူနေရမရဘူးเนาะအားလုံးလည်းသိတဲ့အတိုင်းပါပဲเนาะသူ့ကိုဘယ်သူမှမသုံးပါဘူးသူတို့တွေမင်းအောင်လိုက်လို့ဒီသူတို့အစစ်အာဏာယူမိစ္ဆာအပေါင်းတွေကဘာလဲဆိုတော့ပြည်သူလူထုတွေကိုအာဏာစသိမ်းခင်တော့ပြောခဲ့တဲ့စကားကဘာဖြစ်လဲမဲမတတ်မှလို့သူတို့အာဏာထိန်ရပါတယ်ဆိုပြီးတော့သူပြောခဲ့ပါတယ်အခုလက်ရှိသူဘာလုပ်လဲမတရားဒီရေကောက်ပွဲတွေလုပ်ပြီးတော့เนาะသူ့ကိုသူတမနာတက်လုပ်နေပါတယ်အဲ့ဟာကိုလည်းဘယ်သူမှအတိမမပြုပါဘူးအဲ့ဒါကိုသူ့ကိုသူအပြစ်မမြင်ဘဲနဲ့ထီးကျန်ပါတယ်ဆိုတော့ကျွန်တော်တို့ကဘယ်လိုပြောရမှာလဲမိဘပြည်သူပဲပြောပြလိုက်တော့เนาะဆက်လက်ပြီးသူဘာတွေပြောရလဲဆိုတာကိုလည်းနားထောင်ကြည့်ပေးပါเนาะဒါသူတော့ကျွန်တော်တို့ဘက်မှာမျိုးစုံနိုင်ငံရေးရတော့လောက်တာပါတကယ်တော့နိုင်ငံရေးရလောက်ကြတာနိုင်ငံရေးရလောက်ကြပါနဲ့နိုင်ငံရေးရလောက်ကြပါတယ်မှန်ပါတယ်နိုင်ငံရေးရလောက်ကြပါတယ်ဒီအာဆီယံနိုင်ငံတွေလည်းလက်ရှိကျွန်တော်တို့သူတို့နိုင်ငံတွေလည်းဒီမိုကရေစီနိုင်ငံတွေမဟုတ်ပါဘူးဒါပေမဲ့သူတို့ပြည်သူပြည်သားတွေတော့သူတို့ဒုက္ခရောက်အောင်မလုပ်ပါဘူးနေ့စဉ်နဲ့မျှလည်းဘုံမကျဲပါဘူးနေ့စဉ်နဲ့မျှလည်းပေါ်တာမဆွဲပါဘူးနေ့စဉ်နဲ့မျှလည်းသူတို့တွေလူတွေကိုမတက်ဖြစ်ပါဘူးเนาะအဲ့ဒါကိုလည်း तू မသိဘူးလားမသိဘူးเนาะမင်းအောင်လိုက်တိတိကြီးနဲ့သူ့ကိုသူတော့ဟိုမီဒီယာတွေနဲ့ तू ကလှုပ်ထားတာပေါ့เนาะမသိပဲ तू နိုင်ငံတကာက तू ကမီဒီယာလှုပ်ပုံစံမျိုးနဲ့လိုက်ပြီးတော့ရင်းနေထင်းနေတာပေါ့เนาะဒါကိုလည်းမိဘပြည်သူတွေသိစေချင်လို့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော် reaction လေးလုပ်ပေးခြင်းဖြစ်ပါတယ်ဆက်လက်ပြီးနားထောင်ပေးကြည့်ကြပါဦးเนาะဒါကကျွန်တော်တို့လက်ခံကျင့်သုံးနေတဲ့နိုင်ငံရေးစနစ်ကိုခိုင်မာကျင့်သုံးလို့ဆိုဆုံးဖြတ်ပြီးတော့လုပ်လာခဲ့တယ်အဲဒီနိုင်ငံရေးစနစ်ကစားကောင်းမွန်လို့တို့ကြောင့်ကျွန်တော်တို့ဒီလိုအခြေအနေတွေဖြစ်လာခဲ့တာနိုင်ငံရေးစနစ်ကိုကောင်းမွန်မွန်နေလုပ်တဲ့အတွက်ကြောင့်သူဒီလိုအခြေအနေတွေဖြစ်လာတယ်နဲ့အဲ့ဒါလည်းမိဘပြည်သူပဲပြောပြလိုက်ပါเนาะသူကတော်တော်လေးကောင်းမွန်မွန်လုပ်ခဲ့တာပေါ့ကောင်းမွန်မွန်လုပ်လို့ပဲကျွန်တော်တို့အာဏာသိမ်းလိုက်တဲ့2021ဖေဖော်ဝါရီ1ရက်နေ့ကစပြီးတော့
ယနေ့ထိနော်2026နော်အခုဆိုရင်လည်း9လပိုင်းဒီနေ့ဆို16ရက်နေ့ဖြစ်ပါတယ်အခုချိန်ထိပြည်သူလူထုပေါ်မှာစေတနာမေတ္တာနဲ့ထားပြီးတော့ကောင်းမွန်လုပ်ခဲ့တာပါရှိလေကျမ်းမာရေးကြည့်မလားလူမှုရေးကြည့်မလားဘာသာရေးကြည့်မလားစီးပွားရေးကြည့်မလားပညာရေးကြည့်မလားလမ်းမဆက်သွယ်ရေးတွေကြည့်မလားနော်ဘာမှကိုမြန်မာနိုင်ငံကြီးရပါဖြစ်လဲအဝေစီးကိုရောက်သွားပါပြီเนาะအဲ့ဒါကိုသူကကောင်းမွန်လုပ်ပါတယ်ဆိုတော့ဒီဘပြည်သူလေးပဲပြောပြလိုက်ပါတော့เนาะဘာကြီးဆက်ပြောမယ်ဆက်လိမ့်မလဲဆက်ပြီးတော့ကျွန်တော်တို့သူပြောတာလေးခဏလေးနားထောင်ကြည့်ပါเนาะမာလာမင်းအောင်လှိုင်ကတော့မျိုးစုံเนาะဒီကောင်ပြည်သူလူထုတွေမကဘူးကဘာကတီးအောင်เนาะဒီကောင်ရင်းနေထည့်နေပါတယ်ဆက်လက်ပြီးနားထောင်ပေးကြည့်ပါเนาะ ကျွန်တော်အခုကြောင့်ကျွန်တော်ပြောင်းလဲလိုက်ပြီကျွန်တော်ဒီဟာကိုခိုင်အောင်ဖြစ်အောင်လုပ်သွားမယ်အဲ့ဒါဆိုရင်ကျွန်တော်နိုင်ငံဆက်ဆံရေးမှာမြန်မာနိုင်ငံရဲ့ပါဝင်မှုကဘူလာချီနေတဲ့ထက်ပိုကောင်းအောင်လုပ်နိုင်မယ်လို့ကျွန်တော်ယူဆတယ်။ဒီခင်ဗျားကလည်းပေးလိုက်တယ်ရှမ်းနိုင်ငံတဲ့လာကြလိမ့်မယ်ဘာညာသူမှတ်ပါလေလာကြဖို့လည်းကမ်းလှမ်းတခြားနိုင်ငံတွေကလည်းလာကြလိမ့်မယ်တဲ့ကမ်းလှမ်းထားတယ်တဲ့တခြားနိုင်ငံတွေဆိုဘယ်သူမှမဟုတ်ပါဘူးเนาะသူလိုမျိုးအာဏာယူထားတဲ့ရုရှားတို့เนาะကျွန်တော်ဘေလာရုနိုင်ငံတို့เนาะအီရန်တို့နောက်ပြီးွားရင်တို့မြောက်ကိုရီးယားတို့ဒါတွေပဲရှိပါတယ်သူနဲ့ပလင်းတူဘိုးစုနိုင်ငံတွေပဲသူစီလာကြမှာပါတခြားဒီမိုကရေစီနိုင်ငံတွေကတော့မလာကြပါဘူးเนาะအာဆီယံလူတွေတောင်သူ့ကိုဘောင်းမဝင်လို့သူ့တော်မဖိတ်ခေါ်ပဲနဲ့အာဆီယံစီးမှုများတော့သူ့ကိုတက်ခွင့်မပေးပါဘူးအဲ့ဒါကိုလည်းသူကပြောင်းပြီးတော့လိန်နေပါတယ်မင်းအောင်လိုက်เนาะနောက်ဘာကြီးဆက်လိမ့်နေဆိုတာကိုလည်းနားထောင်ကြည့်ပြပါအောင်เนาะဒါရှိလို့ကျွန်တော်လည်းလာဖို့ဖိတ်ထားတဲ့နိုင်ငံတွေရှိပါထို့တူပဲဦးဆိုရင်နိုင်ငံရေးဝေကြီးတော့တက်ဆန်သူရဲ့ကောင်ပတ်ဝင်ကြီးတွေပေါ့ဝန်ကြီးဌာနဝင်ကြီးတွေသူတို့ပဲဖြစ်ကြတယ်တော့ကအဖွဲ့အစည်းလူတွေရဲ့ဆက်ပြီးတော့ကျန်တဲ့ institution တွေလည်းအမျိုးစုံပဲဟိုဖိတ်ကြပြကြကျွန်တော်ရှိတယ်လာကြဒါကဘာလဲဆိုရင်ဘဒူပေါ်တင်လိမ့်တယ်နော်ဘဒူမှလည်းသူ့မဖိတ်ဘူးနော်အခုသွားတဲ့ဟိုနောက်ပိတ်ဆိုအခုသွားခဲ့တဲ့လာအိုနိုင်ငံနော်ဘာမှသုံးလို့မရတဲ့နိုင်ငံနော်သူသွားပြီးတော့ဟိုမှာနောက်ပြီးတော့ဗာအိန္ဒိယနော်ပြီးတော့အခုတရုတ်ပြည်သူသွားတယ်သူသွားလိုက်တဲ့နိုင်ငံတွေအားလုံးကဘာတစ်ခုမှအခြေမီးမရှိတဲ့နိုင်ငံတွေဖြစ်ပါတယ်နော်ဒီနိုင်ငံတွေဟာလည်းပြည်သူလူထုကိုနှိပ်စက်နေတဲ့နိုင်ငံဖြစ်ပါတယ်သူတို့ဒီလည်းအခုဆိုရင်လည်းမင်းအောင်လည်းတွားလိုက်တာနဲ့ဘာဖြစ်ကုန်ကြလဲတရုတ်နိုင်ငံတွားလိုက်တော့လေဟမ်ဒီကာတာကြီးကြိုးကြမုံတိုင်းတွေဝင်ပြည်သူလူထုအများကြီးသိနေတယ်ဒီကောင်ဗမာဦးကောင်းလေမြေပြင်မှာလည်းချလို့မရကုန်းပုံမှာလည်းချလို့မရဗမာမှချလို့မရအောင်เนาะအဲ့ဒါကိုသူ့ကိုသူမသိဘူးသူ့ကိုသူဒီလေးဟိုတရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံနဲ့လာအိုနိုင်ငံလေးတွားလိုက်တာသူ့ကိုသူဟုတ်လာပြီသူကထင်နေတာเนาะပောက်ကြရရှောက်ပြောတယ်เนาะလက်ရှိသူအနေထားနဲ့ဘယ်သူမှမဖိတ်ဘူးအဲ့ဒါသူကသူဘာလုပ်လဲဆိုတော့သူဖိတ်ရအောင်ဆိုပြီးတော့သူကမြန်မာနိုင်ငံကတယံဇာတာပစ္စည်းရောင်းစားပြီးတော့သူကသွားတာဖြစ်ပါတယ်เนาะဆက်လက်ပြီးတော့လည်းနားထောင်ကြည့်ပြပါအောင်တိုက်ပြည်ရဲ့အခွင့်အလမ်းတွေပဲဖြစ်ပါဒါကိုကျွန်တော်တို့ကကောင်းကောင်းသုံးချမယ်ဆိုလို့ရှိရင်မှန်မှန်ကန်ကန်သုံးချဖို့လိုတယ်ယူတသက်နဲ့သုံးချဖို့လိုတယ်အဲ့ပေါ့မှန်မှန်ကန်ကန်နဲ့ယူတသက်အသုံးချဖို့လည်းလိုတယ်တဲ့သူတို့ကတော်တော်ယူသားတာပေါ့သူတို့ကတော်တော်ယူသားတာပေါ့ဒါပဲကျွန်တော်ပြောတော့ပါမယ်เนาะမြန်မာနိုင်ငံ1962ခုနှစ်အာဏာသိမ်းပြီးတဲ့နေဝင်းတန်းရွှေနော်ခင်ညွတ်သိန်းစိန်မင်းအောင်လှိုင်အခုလက်ရှိရေမင်းဦးအကုန်လုံးသူတို့အာဏာသိမ်းပြီးတဲ့အခုလက်ရှိထိမြန်မာနိုင်ငံကဟိုးကမ္ဘာပေါ်မှာချမ်းသာတဲ့နိုင်ငံကရင်ဟိုးအစင်းရဲဆုံးနိုင်ငံဖြစ်သွားပါတယ်ဒါကရီယိုတတာပေါ့လေဟုတ်လားနော်ပြောလဲပြောရွက်တယ်ပြောထွက်တယ်ပြောရက်တယ်နော်ပါဇက်ကလည်းဒီကောင်လေးကဘယ်လိုပြောရမလဲဆိုတော့အရှက်နဲ့လူလောက်တာမဟုတ်ဒီလားအသက်နဲ့လူလောက်တဲ့ကောင်လေးဒီကောင်နဲ့ပြေးမှာပါမကြပါဘူးเนาะဒီကောင်နဲ့ခွေးပြေးဝက်ပြီးပြေးရမယ့်ဘဝတွေရောက်တော့မကြမီမှာလဲဒီကောင်နဲ့ကျိုးစင်တင်ရမယ့်ဘဝတွေရောက်တော့မှာပါအဲ့အတွက်တေကန်ဒီကောင်နဲ့ရိတ်ခယူနေတာပေါ့เนาะဆက်လက်ပြီးနားထောင်ကြည့်ပြပါအောင်เนาะဒါပြီးတော့အမျက်ထုတ်ဖို့တော့တော်လို့မရအမျက်ထုတ်မိအမျက်ထုတ်ဘူးเนาะအမျက်ထုတ်ဖို့တော့တော်လို့မရဘူးနဲ့အမျက်ထုတ်တာကအခုသူမင်းအောင်လိုင်းမိသားစုတွေကသူ့သားသမီးတွေအားလုံးကသူနဲ့အပေါင်းပါတစုတွေဘာလို့လဲမြန်မာနိုင်ငံမှာအကုန်လုံးခြေလေထားတယ်ဟုတ်လားအခုဆိုရင်လည်းဘာလဲ
ကားဟောင်းနေအခါမီ EV ကားတွေနော်တူတာကုမ္ပဏီမှာဝယ်ရမယ်မီးမမှန်ဘူးဆိုလာတွေဝယ်ရတယ်နော်မြန်မာတနိုင်ငံလုံးရက်တယံဇာတစီးပွားရေးရေပေါ်ရေအောက်မြေပေါ်မြေအောက်မကြံအကုန်လုံးသူတို့တွေပဲဒီမအားလာနဲ့စစ်အာဏာယူတတိုက်ခရိုနီတတိုက်ကပေါင်းပြီးတော့သူတို့လက်တဆုပ်စာကောင်းစားဖို့အတွက်ပဲသူတို့တွေလုပ်တယ်ပြည်သူလူထုအတွက်မလုပ်ဘူးเนาะအဲ့ဒါကိုလည်းမိဘပြည်သူများလည်းသိပြီးသားဖြစ်ပါတယ်เนาะဒါကိုဒီကောင်ကဗျောင်းလိန်နေတယ်เนาะဒီကောင်ဗျောင်းလိန်တာရှက်လည်းမရှိပါဘူးပြောရင်လည်းခဏပြောနေဒီကောင်တွေမှာအဆက်သိက္ခာမရှိပါဘူးကိုချင်းတီလာလည်းမရှိပါဘူးเนาะဖះတရားဆိုတာလည်းဗန်းပြပြီးတော့ဒီကောင်တွေကလာဘဖះတွေလုပ်နေပါတယ်เนาะကိုကိုယ်လည်းဗုဒ္ဓဘာသာပြောတယ်လာဘဗုဒ္ဓဘာသာတွေဖြစ်ပါတယ်เนาะဆက်လက်ပြီးဘာတွေဆက်ပြီးလိမ့်နေဆိုတာဆက်လက်ပြီးနားထောင်ကြည့်ပေးပါအောင်เนาะ ရွေချက်ကြည့်လို့ရှိရင်တော့ခင်ဗျာဘရုံးမခိုင်ပါဘူးယူသားနဲ့မှန်ကန်လုပ်မယ်ဆိုလို့ရှိရင်ခင်ဗျာခိုင်ရမှာဖြစ်မယ်ကျွန်တော်တို့ရဲ့ဒီနိုင်ငံရေးစနစ်ကိုစီဝဲစနစ်ကိုတကယ်ယူသားနဲ့တိုင်းပြည်ကောင်းလုပ်ဖို့ရွေချက်နဲ့လုပ်တာနိုင်ငံဆက်ဆံရေးစနစ်နဲ့နိုင်ငံရေးစနစ်နဲ့ယူသားနဲ့လုပ်တာနဲ့ကြားလို့မှကောင်းကြသေးရဲ့လားအရက်ကတူရေသူကတော်တော်လေးယူသားတာပေါ့အမလီယူသားလိုက်တာဟုတ်လားမင်းအောင်လဲပြည်သူလူထုပဲပြောလိုက်ပါတော့နော်ကျွန်တော်မပြောတော့ဘူးပြည်သူလူထုပဲပြောလိုက်ပါတော့ तू ကတော်တော်လေးရိုးသားတယ်တဲ့နိုင်ငံရေးစနစ်မှာစီးပွားရေးစနစ်မှာ तू တော်တော်လေးရိုးသားပါတယ်တဲ့တော်လေးကိုတော့ဒီကောင်းနေအရှက်မရှိပဲနဲ့ရှောက်ပြောနေပါတယ်နော်ဆက်လက်ပြီးတော့ပြည်သူလူထုတွေဘာတွေ तू ချင်းထဲအောင်နဲ့နားထောင်ကြည့်အောင်နော်တကယ်ယူသားတဲ့ဆက်ဆံတယ်ကျွန်တော်တို့ဒုရဲ့ဘောပေါ်အားသာကြအားနိုင်ကြရှိမှာကျွန်တော်တို့ကနိုင်ငံအားလုံးနဲ့ကျွန်တော်တို့ကနိုင်ငံရေးမှာလွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံခြားရေးမူဝါဒကျင့်သုံးတယ်ဒါတကယ်အခိုင်အမာဆိုလွတ်လပ်ရေးမှာတက်ကြွတဲ့ဟာနိုင်ငံရေးမူဝါဒတွေရှောက်ပြောနေတယ်ဗျာဒီမှာအမေစုအသက်80ကျော်နေပြီနော်အမေရဲ့ခြေဖျားတော့မမှီတဲ့ကောင်တွေကပဲယူသားတွေတက်ကြွတာတွေရှောက်ပြောနေတာနော်အခုဆိုလည်းကြည့်လေအခုဆိုလည်းအမေစုဖမ်းသွားပြီးတဲ့အခုချိန်ထိရှိနေသေးသလားမရှိနေသေးလားလဲမှန်ကန်မပြောဘူးเนาะအဲ့ဒါကိုဂျင်းထည့်လိုက်သေးတယ် AI နဲ့ပုံတွေထုတ်ပြလိုက်သေးတယ်အဲ့ဒါကိုယူသားနဲ့ကြည်စားနဲ့စကားကတော့ဒီကောင်တွေကလေရှာမအယိုးမရှိတိုင်းရှောက်ပြောနေတာเนาะဒီမင်းအွန်လိုင်းကတော့လွယ်ဘူးဒီကောင်တွေတော်တော်လေးတဲ့တိတ်ခါမရှိပါဘူးဒီကောင်တွေလှုပ်လို့ပဲကျွန်တော်တို့မြန်မာနိုင်ငံကြီးကเนาะတော်တော်လေးတိတ်ခါကြနေပါတယ်เนาะတစ်ချိန်တုန်းကမြန်မာနိုင်ငံဆိုတာဟီးရိုးဖြစ်ပါတယ်အခုကျတော့မြန်မာနိုင်ငံ0ဖြစ်သွားပါတယ်เนาะဒီအာနာယူမင်းအွန်လိုင်းအပေါင်းတွေလှုပ်လိုက်တာကျွန်တော်တို့နိုင်ငံကြီးကဖြည်းနဲ့เนาะအဝေစီငရေကိုရောက်သွားပါတယ်လက်ရှိမြန်မာနိုင်ငံကငရေပြီးရှစ်ထက်ကလေနောက်ဘဝသေမတော့ကြည့်ကြရမလို့အခုလက်ရှိပြစ္ဆုတ်ပံမှာတွေ့နေရပါတယ်အဲ့ဒါတော့ကျွန်တော်တို့မြန်မာနိုင်ငံဖြစ်နေပါတယ်အဲ့ဒါတွေလည်းမိဘပြည်သူတွေလည်းသိသိနေပါတယ်เนาะဒီကောင်တွေကမျိုးစုံကျိုးခုံလိန်တုပ်လိန်ပြီးတော့မူတာဝါဒစကားတွေနဲ့ပြောနေပါတယ်เนาะဘာတွေပြောလဲဆိုတော့ဆက်လက်ပြီးနားထောင်ကြည့်ပါအောင်เนาะမိဘပြည်သူများဟုတ်ကဲ့ခုနအိန္ဒိယနဲ့တရုတ်ဆိုလို့ရှိရင်လေရင်းရတော့သူရှင်းတယ်ဒီတိုင်းမူကြီးငါးရနဲ့သူကျွန်တော်တို့ကအထီးတွဆက်ဆံထားတဲ့နိုင်ငံမလေးအိန္ဒိယနဲ့တရုတ်သူသွားပြီးတော့သူကငင်းစော်တယ်အိန္ဒိယကိုလည်းသူကရောင်းစားတာလေကျွန်တော်တို့မြန်မာပြည်ကထွက်တဲ့ဟာတွေသူကရောင်းချင်တာเนาะတရုတ်ဆိုလဲကျွန်တော်တို့เนาะထွက်နေတဲ့နော်ကချင်ပြည်နယ်ရှမ်းပြည်နယ်မှာထွက်နေတဲ့ဘာဝတင်ရဇာတာပစ္စည်းတွေလည်းသူကရောင်းစားလာတာအခုဆိုလဲမြစ်စုံเนาะပြန်ပြီးလုပ်ဖို့စဉ်းစားနေတယ်เนาะအဲ့ဒါရောင်းစားလာပြီးတော့သူကများနိုင်ငံတကာဆက်ဆံရေးမှာသူကတော်တော်လေးကျွမ်းကျင်တာပေါ့เนาะတော်တော်လေးတိုးတက်တာပေါ့သူ့လောက်ပညာတက်တာသူပဲရှိတယ်เนาะကျွန်တော်ကတော့သူ့လောက်ပညာမတက်ဘူးဒါပေမဲ့ကျွန်တော်တို့ကเนาะထမင်းစားပြီးကြီးတာဒီကောင်တွေကထမင်းစားပြီးကြီးတာမဟုတ်ဘူးမိဘပြည်သူဒီလောက်ဆိုသဘောပေါက်မယ်เนาะဒီကောင်တွေကတော့လိန်တယ်တော်တော်လေးတော့လိန်ပါတယ်အမှန်ကန်လည်းမပြောတတ်နော်မူတာဝါဒပဲပြောသူတို့တွေကတော့သူတို့ထုတ်ပြန်နေတဲ့မြဝတီသတင်းစာမြမအလင်းသတင်းစာနဲ့မြဝတီရုပ်သံဌာနတွေနော် MRTV MRT4 channel တွေပေါ်ဒီကောင်တွေကလိန်နေတာပေါ့နော်မတိပဲသူတို့ပဲသူတော်ကကျန်တဲ့မြန်မာပြည်သူတန်း90ကျော်ကတော့သူရုံမှပုံစံမျိုးဒီကောင်ပြောနေပါတယ်နော်
အဲ့လိုလဲမိဘပြည်သူတွေသိစေချင်လို့ပါလူရဲ့ရှင်လေးလုပ်ပေးခြင်းဖြစ်ပါတယ်ဆက်လက်ပြီးဘာတွေပြောရလဲဆိုတာနားထောင်ကြည့်မယ်နော် ဖြစ်ဒါကြောင့်ဒီဘုံမှာအခြေခံလို့လို့ဆိုရင်တော့မြန်မာနိုင်ငံရဲ့အနာဂတ်ကအင်မတန်ကောင်းတယ်လို့ကျွန်တော်ပြောရင် ။အော်မြန်မာနိုင်ငံရဲ့အနာဂတ်ကတော်တော်လေးကောင်းမယ်နဲ့ဟုတ်ပါတယ်မြန်မာနိုင်ငံရဲ့အနာဂတ်တော်တော်လေးကောင်းပါတယ်။ဘာကောင်းလဲဆိုတော့ဒီကောင်းလေးအုပ်ချုပ်ရတဲ့9နှစ်ကျော်6နှစ်တွင်းမှာကောင်းပါတယ်အခုဆိုရင်1962ရရင်အခုလက်ရှိချိန်ထိနော်တော်တော်လေးကောင်းပါတယ်တော်တော်လေးတိုးတက်ပါတယ်စိတ်ပြက်ဖို့ပြောတာပါနော်ကျမ်းမာကြီးလဲညံ့ဆုံးနော်ဘာသာရေးလဲဟိုအညံ့ဆုံးစီးပွားရေးလဲအညံ့ဆုံးကျွန်တော်မြန်မာနိုင်ငံလောက်ထွက်လိုက်တဲ့တယံဇာတာပစ္စည်းအခုလဲဘာမှလည်းမထူပါဘူးဒီကောင်နေအကုန်လုံးပြည်သူလူထုအတွက်မဟုတ်ဘူးလေသူတို့ကိုချိုးအတွက်သူတို့ရောင်းစားနေပါတယ်အဲ့ဟာကိုလည်းသူတို့ထည့်မပြောဘူးသူတို့ပဲယူသားစူးစားတဲ့သူပုံစံမျိုးပေါ့အောင်သူတို့ကပြောနေပါတယ်နော်မိဘပြည်သူတွေလည်းဂျင်းထည့်နေပါတယ်အခုလိုကျွန်တော်ဒီ reaction လုပ်ပေးရအတွက်မိဘပြည်သူများအောင်လည်းအားလုံးကျေးဇူးတင်ပါတယ်နော်နောက်ပြန်ဆုံးရအောင်မယ်နော်